သူ့ဖုန်းဆက်ခရင်မှာ UFC ချန်ပီယံဆိုတဲ့သူ့ရဲ့ပန်းတိုင်ကိုလွန်ခဲ့တဲ့9နှစ်ကတည်းကရေးသားထားပြီးမနက်အရာထားတိုင်းထုတ်ကြည့်ပြတဲ့ဂျိုရှူအာဘန်ဘေးသမ များလုံးပဲမင်္ဂလာပါ Ikari Martial Sport ကနေတင်ဆက်နေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာအင်တာဗျူးသူ Bruce နဲ့ဘန်တို့အပြန်အလှန်ပြောခဲ့ကြတဲ့စကားတွေကအတော်လေးကိုမှတ်သားစရာကောင်းလာသလိုဖန်ရဲ့ဆရာထက်သန်မှုတွေကိုလည်းအားရဖွယ်တွေ့မြင်ရပါတယ်အင်တာဗျူးသူကတရုတ်ဆောင် Jim Carrey အကြောင်းကိုလည်းထည့်ပြောခဲ့တာပါအင်တာဗျူးသူကဘာကြောင့် Jim Carrey အကြောင်းကိုထည့်ပြောရတယ်လဲဆိုတာအရင်ဆုံးနားလည်ဖို့လိုအပ်ပါတယ်Jim Carrey ဟာနာမည်မကြီးခင်ဆင်းရဲနေတဲ့အချိန်တုန်းကဆိုရက်တွေရဲ့ပေါ်မှာတရုတ်ဆောင်ကြီးအတွက်ပေးချေခြင်းဆိုတဲ့ခေါင်းစဉ်နဲ့သူ့နာမည်ကိုတက်ပြီးဒေါ်လာ10 သန်းတန်ကြေးရှိတဲ့ချက်လက်မှတ်အတုတစ်စောင်ကိုရေးသားထားခဲ့ပါတယ်။တချို့မှတ်တမ်းတွေမှာတော့ဒေါ်လာသန်း20လို့လည်းဖော်ပြထားကြတာတွေလည်းရှိပါတယ်။ပမာဏကအဓိကမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တာလည်းပမာဏမဟုတ်ပါဘူး။ Jim Carrey ကအဲ့ဒီချက်လက်မှတ်ကိုပတ်ဆိုင်တဲကိုထည့်ပြီးတော့နေ့တိုင်းကြည့်ပြခဲ့ပါတယ်။9နှစ်လောက်ကြာတဲ့အခါမှာ Dumb and Dumber ဇာတ်ကားအတွက်သူဟာတကယ်ပဲဒေါ်လာ10 သန်းနောက်ပိုင်းသန်း20တိရရှိခဲ့ပါတယ်။ဒါကိုဆွဲဆောင်မှုနေရာမှာလို့ခေါ်ပါတယ်။ကိုဖြစ်ချင်တာကိုနေ့စဉ်မြင်ရောက်နေရင်အုံနောက်ကအဲ့ဒီလမ်းကြောင်းတိုင်းအလုံးလုံးလာပြီးလက်တွေ့ဖြစ်လာတဲ့ဆိုတဲ့သဘောတရားပါအင်တာဗျူးသူကဖန်ရဲ့ယုံကြည်မှုကိုဒီဇလန်နဲ့နှိုင်းယှဉ်ပြချင်ခဲ့တာလည်းဖြစ်ပါတယ်ဖန်ရဲ့တုံ့ပြန်မှုကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်သူကငါဖုန်းဆက်ခရင်ကိုကြည့်လိုက်ဆိုပြီးတော့ပြလိုက်တာဟာခေတ်သစ်လူငယ်တယောက်ရဲ့ manifestation နီးလန်းပါပဲသူကဒါကိုထားခဲ့တာ9နှစ်ရှိပြီလို့ပြောပါတယ်တွက်ကြည့်လိုက်ရင်ဖန်ကအသက်23နှစ်လွန်ခဲ့တဲ့9နှစ်ဆိုတာသူအသက်18နှစ်သာရှိနေပါသေးတယ်ဆိုလိုတာက UFC fighter မဖြစ်ခင်နာမည်မကြီးခင်ဘာမှမဟုတ်သေးတဲ့ဆယ်ကျော်သက်ရွယ်ကလေးကသူ့ဖုန်းဆက်ခရင်မှာ UFC ချန်ပီယံဆိုတဲ့သူ့ရဲ့ပန်းတိုင်ကိုရေးသားထားပြီးဖြစ်နေတာပါလူအများစုကဖြစ်လာမှယုံကြပေမဲ့ဖန်ကတော့မဖြစ်ခင်ကတည်းကယုံကြည်သူဖြစ်ကြောင်းဒီအချက်ကသက်သေပြနေပါတယ်ဖန်ရဲ့အောင်မြင်မှုလှုပ်ဝက်ချက်နောက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့မနက်အေးရနှုံးရင်ဒါကိုပထမဆုံးကြည့်တယ်ဆိုတဲ့အချင်းပါပဲ။မနက်နှုံးချင်းမှာအုံနောက်ကအရန်ကိုလက်ဆက်နေတဲ့အချိန်မှာအဲ့ဒီချိန်မှာ social media မကြည့်ဘဲသတင်းစိုးတွေမဖတ်ဖဲကိုယ့်ရဲ့ပန်းတိုင်ကိုကြည့်လိုက်ခြင်းအပြင်တနေ့တာလုံးအတွက်အုံနောက်ကို program ထည့်ထားလိုက်သလိုဖြစ်သွားပါတယ်။ငါဒီနေ့ပြင်းလို့မရဘူး။ဘာလို့လဲဆိုတော့ငါကဒီ screen ပေါ်ကလူဖြစ်လာရမှာမို့လို့ပဲ။ငါဒီနေ့အစားတောက်ဆင်ခြင်းရမယ်။ဘာလို့လဲဆိုတော့ငါပန်းတိုင်ကဒီမှာရှိနေလို့ပဲ။ဒီလိုစိတ်သက်ခွန်အားကိုဖန်ကနေစဉ်ရယူနေတာဖြစ်ပါတယ်။သိပ္ပံနည်းကျပြောရရင်ဒါကို Reticular Activating System RAS လို့ခေါ်ပါတယ်။အုံနောက်ထိပ်ကစစ်ထုတ်ယူမှုနည်းစနစ်တစ်ခုပါ။သူကပန်းတိုင်ကိုနေ့တိုင်းမြင်နေရတဲ့အခါမှာ RAS ကအဲ့ဒီပန်းတိုင်နဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကိုရှာဖွေပေးပါတယ်။သူကသူ့ဖုန်းဆက်ခရင်မှာပန်းတိုင်ကို9နှစ်လုံးကြည့်ခဲ့တဲ့အတွက်သူ့အုံနောက်ကနားယူခြင်းထက်လေ့ကျင့်ခြင်းကိုပိုအာရုံစိုက်လာပါတယ်။ကြောက်ရွံ့ခြင်းတက်ယုံကြည်ခြင်းကိုပိုရွေးချယ်လာပါတယ်။ဘန်ဒိုဂျာနဲ့ပွဲအတွက်သူမကြောက်ဘူး။တာမန်ပွဲပဲလို့ပြောနေတာကလည်းဒီအချက်တွေကြောင့်ပါပဲ။သူ့စိတ်ထဲမှာသူဟာချန်ပီယံဖြစ်ပြီးသားပါ။လက်တွေကလိုက်ပါလာရုံပဲရှိပါတော့တယ်။ဂျင်ကာရီကပတ်ဆိုင်ရေးထိကချက်လက်မှတ်နဲ့မိုတီဝင်အောင်လုပ်ခဲ့တာပါအဲ့ဒီတုန်းကတော့ analog ခေတ်ဖြစ်နေလို့ပါအခုဗန်ကဖုန်းဆက်ခရင်ဘောကစာသားပုံရင်းနဲ့မှုကိုသွင်းပြီးအောင်မြင်မှုရယူဖို့အတွက်ဆန္ဒပြင်းပြလို့နေပါတယ်အခု digital ခေတ်ဆိုတော့ဗန်ကဖုန်းကိုသုံးတာဖြစ်ပါတယ်ပုံစံမတူပေမဲ့သဘောတရားကအတူတူပါပဲမမြင်ရသေးတဲ့အရာကိုယုံကြည်ခြင်းပါဖန်ရဲ့နီးလန်းကပို့ပြီးတော့တောင်ထိရောက်နိုင်ပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့လူငယ်တွေကဖုန်းကိုတစ်နေ့အချိန်ရာကြီးကြည့်ကြလို့ပါပဲ။ဖုန်းဖွင့်လိုက်တိုင်းသူ့ပန်းတိုင်ကသူ့ကိုစိုက်ကြည့်နေမှာဖြစ်ပါတယ်။ဖန်ဟာလက်သီးကောင်းယုံမေးမာယုံနေတက်မဟုတ်ပဲအောင်မြင်သူတယောက်ရဲ့စိတ်ထားချန်ပီယံ mindset ကိုအသက်16နှစ်ကလေးကတည်ဆောက်ခဲ့သူဖြစ်ကြောင်းဒီအင်တာဗျူးကဖော်ပြနေပါတယ်။သူ့ရဲ့ဖုန်းဆက်ခရင်ဘောကအရာဟာသူ့ဘဝရဲ့မြောက်ရက်ပြဒုံဝင်ကျတာရတစ်ခုပါပဲ။လမ်းပြောင်းမသွားအောင်သွေးနဲ့ထင်မရောက်သွားအောင်အရှုံးမပေးအောင်နှိမ့်တိုင်းထိန်းချောင်းပေးနေတဲ့အရာပါ။ပရိသတ်တွေအနေနဲ့ဗန်ကိုအားပေးတဲ့အခါမှာသူ့ရဲ့လက်သီးချက်တွေကိုသာမက9နှစ်ကြာဒီဇိုင်းမဲမဲတည်ဆောက်ခဲ့တဲ့သူ့ရဲ့ကြီးမားတဲ့ယုံကြည်ချက်ကိုပါလေးစားအားကြသင့်ပါတယ်။ Jim Carrey ရဲ့ချက်လက်မှတ်အမှန်တကယ်ဖြစ်လာသလိုဂျိုရှွာဘန်ရဲ့ဖုန်းဆက်ခရင်ဘောကအိမ်မက်လေးမကြခင်မှာလက်တွေ့ကဘာတွေကိုရောက်လာတော့မလားဆိုတာကျွန်တော်ကတော့ရင်ခုန်နေမိပါတယ်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်။